brother ကျွန်တော်ကိုပြီးရတဲ့ခွက်လောက်ကျွန်တော်တဲခွဲနေလို့အဲ့ဒီဆောက်ရင်ပါတဲ့ချက်နဲ့ကျွန်တော်မြဲလွဲနေလို့ကျွန်တော်ကြိုက်တဲ့ကောင်လေးကချားချောက်ကိုသွားပြီးသဘောကျနေတာကျွန်တော်က brother ကိုရှင်းဖွဲ့တာမဟုတ်ကျွန်တော်ပြောပြနေတာအဲ့ဒီတနာရဲ့မျက်လုံးရင်းနဲ့တော့ကျွန်တော်ကိုလမ်းချီနေ bro သူ့မှာ basically တဲ့များလေကျွန်တော်ခုမှတည်ခဲ့လို့အဲ့နေ့က movie တော့နားကချိန်မှာသူ့နန်းမှာညီးခဲ့တယ်လို့ကိုကလောရဲ့ချင်းနေရလို့နေရနှစ်ပဲတစ်ကိုရလို့တောင်းမှန်ပါတယ်ဖြိုရိုင်းသွားရဲ့ sorry ပါပဲကိုကြောက်လို့ခင်းတဲ့စိတ်ကြောင့်ပဲသူကျုပ်ကိုရောမိတာတဲ့ဘော်ရာကြီးပြောနေပြီတာရင်မင်းလောက်ပြောင်းကြည့်ပါနဲ့တဲ့ငါသူ့ဘက်ကစိတ်ဆန္ဒကိုမကြည့်ပဲလောမိတာပဲချစ်တာသူ့ feeling မဲ့သူ့သဘောလေးတားရတဲ့အမေကိုချစ်စရာကောင်းတဲ့ကြောင့်သူ့ profile လေးထုတ်ကြွမိခဲ့ငါဘလောက်ဒီသဘောကျလဲဆိုတာကိုဖျားသိပါတယ် brother သူ့ကိုစိတ်နစ်ပြီးချစ်တာ bro ရဲ့အမားကြီးပါတယ်တော်ပြီဒီဘဝတော့ဒီမြပါပဲအချစ်ရှင်ဘာတစ်ဖက်သက်ကြည့်လည်းမလွမ်းကျင်လို့